အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ခေါင်းထဲမှာရှိကြတဲ့တူတီဝါနာရှင်အကိုရိမတွေအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညနေခင်းလေးပါအားလုံးပဲမင်္ဂလာပေါင်းနဲ့ခါကြောင်းကြပါစေမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့เนาะကျွန်တော်ဘက်ကနေပဲဦးစားပထမနှုတ်ခွန်းဆက်တာပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့အလီလီပြည့်စုံကြပါစေเนาะကဲဒီလိုဖန်လေးကကျွန်တော်ရဲ့အကိုရိမတွေတော့အားလုံးပဲအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အကျိုးရရှိမယ်လို့ပဲယုံကြည်ပါတယ်เนาะအဲ့တော့တရားတော့အဖွင့်လေးကိုစော်ကစားမယ်အကိုရိမတွေတော့ကိုဒါကျွန်တော်ဘက်ကနေပြီးတော့အကောင်းဆုံးကဏ္ဍလေးကိုလာရောက်ပြောကြားပေးခြင်းရှိပါတယ်ကျွန်တော်ဗီဒီယိုဖိုင်ကိုကြည့်ရှုပြီးကျွန်တော်ရဲ့ကဏ္ဍလေးကိုဒါကြည့်ရှုပြီးအချိန်မှစရအားလုံးပဲเนาะတူတယောက်မှကြာအားလုံးပဲ like share လေးတွေ like လက်မှတ်တွေကူညီပြီးတော့ပါအများမြင်အများတွေ့အောင် share လေးနေပြုလုပ်ပေးပါတူတူတူပတ်သက်တဲ့နေရာလေးတွေမှာအားလုံးပဲ share လေးနဲ့ပြုလုပ်ပေးသားပါเนาะကျွန်တော်ကတော့ဒါ like မလွှင့်နိုင်ကြပြီဆိုတော့ကျွန်တော်ဖုန်းယူနေတဲ့အတွက်ကြောင့်မို့ကျွန်တော်တကြံအခါသားများမှာအကောင်းမှုကုသိုလ်အလှူဒန်းနေပြုလုပ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော် like လွှင့်ပေးခြင်းကဏ္ဍတင်ပြောပေးခြင်းကျွန်တော်မပြုလုပ်ခဲ့တာပါကဲအားလုံးပဲအခုအချိန်မှာစပြီးเนาะအခုလာရှေ့လာမဲ့အဖွင့်နေမှာအောင်မြင်မှုကိုစီရယူမဲ့အကိုတွေမှတွေနေ့တိုင်းလို့ကျွန်တော်ဒီ channel ဒီအကောက်လေးကနေကျွန်တော်ရဲ့เนาะကျွန်တော်ရဲ့ကဏ္ဍလေးတွေကိုကျွန်တော်ပုံမှန်အတိုင်းတင်ပေးသွားမှာပါဒါကြောင့်မို့အကိုတွေမတွေကြိုက်နှစ်တဲ့ကျွန်တော်ရဲ့ကဏ္ဍလေးကိုယူဆော့မယ်အောင်မြင်မှုတွေကိုစီရရှိကြတဲ့အကိုတွေမတွေယူဆော့ကြတဲ့အကိုတွေမတွေเนาะအများမြင်အများတွေ့အောင်ကျွန်တော်တင်လိုက်ဗီဒီယိုတွေကိုလည်းအမြဲတွေ့မြင်ရရှိအောင်လို့เนาะအားလုံးပဲအကောက်လေးကိုเนาะfollow လေးလို့အကောင့်လေးကိုအပ်ပေးသွားကြပါเนาะ comment လေးတွေဝေမှပေးသွားပါ like share လေးတွေ like လက်မလေးတွေနဲ့ကူညီပေးပြီးเนาะကူညီပေးသွားကြပါเนาะကျွန်တော်ဘက်ကတော့ဘယ်သူ့ကိုမှတူတယောက်ချီရမှာခါချင်းကိုယူပြီးတော့ကျွန်တော်ကဏ္ဍလေးတွေပြောကြပေးခြင်းမရှိဘူးကျွန်တော်ပြီးတော့ကဏ္ဍနဲ့ကျွန်တော်စေတနာအမှန်နဲ့เนาะကျွန်တော်ရဲ့အကိုတွေမရေပေါက်ရင်ကျွန်တော်ရဲ့အကိုတွေမရေမျက်ရင်ကိုကျွန်တော်ဘက်ကဝမ်းသာပီတိဖြစ်ရပါပြီဒါကြောင့်မို့ကျွန်တော်ရဲ့ကဏ္ဍလေးကိုအကြိုက်ရှင်းတူစိတ်ဝင်စားတဲ့ယုံကြည်တဲ့လူတွေပဲကျွန်တော်ကဏ္ဍနဲ့ရောဆော့ကစားပါကို့မှာကြိုက်ကဏ္ဍတွေရှိရဲ့ဆိုလို့ရှိရင်လည်းကိုကြိုက်တဲ့ကဏ္ဍနဲ့တွဲထိုးပေးပါအခုကျွန်တော်ဒီဗီဒီယိုဖိုင်လေးမှာအဖွင့်လေးမှာစော်ကစားမယ်ကဏ္ဍလေးရယ်ပြီးရင်တပတ်စာမှာမပြောက်မဲ့เนาะတပတ်စာအချုပ်ကဏ္ဍလေးတွေကျွန်တော်ပြောကြားပေးမှာပါเนาะကဲအားလုံးပဲကဏ္ဍလေးကိုမပြောကြားပေးမှာကျွန်တော်ရဲ့အကိုတွေမတွေကလည်းကျွန်တော်ရဲ့ဒီအခုကြည့်ရှုနေတဲ့ဗီဒီယိုဖိုင်လေးကိုအများတွေ့အောင်လို့ like လက်မှတ်လေး like အသေးလေးတွေကူညီပေးသွားအများမြင်အများတွေ့တူတူတွေနဲ့ပတ်သက်တဲ့နေရာလေးတွေမှာ share လေးနဲ့ပြုလုပ်ပြီးတော့ကဏ္ဍလေးတွေကိုကူညီပေးသွားပါเนาะကျွန်တော်ကတော့ကဏ္ဍလေးကိုဒါနှိမ့်စဉ်မြပုံမှန်တိုင်းကျွန်တော်ဒီ channel ဒီကောက်ကလည်းကျွန်တော်ပုံမှန်တိုင်းတင်ပေးသွားမှာပါเนาะဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့အကိုတွေမရဲ့အားလုံးကိုပေါက်စီခြင်းနဲ့ကျွန်တော်ရဲ့အကိုတွေမရဲ့အားလုံးကိုမျက်စိခြင်းနဲ့ကျွန်တော်ဘက်ကတူးစေတနာပဲကျွန်တော်ကိုမေတ္တာအနေနဲ့ပြန်လည်ကူညီပေးရမှာကကျွန်တော်ရဲ့အကောက်လေးကိုအများမြင်အများတွေ့အများလက်ခံလာအောင်အများသိလာအောင်လို့ပဲဝိုင်းဝန်း share ပေးသွားကြပါကျွန်တော်ဘက်ကနေပြီးတော့ကျွန်တော်ရဲ့အကိုတွေမရဲ့အောင်မြင်ဖို့ကျွန်တော်ရဲ့အကိုတွေမရဲ့ပေါက်ကိုကျွန်တော်ရဲ့အကိုတွေအမတွေအားလုံးပဲအမျက်တွေကိုစီနဲ့အောင်မြင်မှုတွေရရှိဦးတော့ကိုတော့ကျွန်တော်ဘက်ကနေရောအကောင်းဆုံးကြိုးစားပြီးတော့ကဏ္ဍလေးကိုပြောကြားပေးမှာပါเนาะဒီဗီဒီယိုပိုင်လေးမှာအဲ့ဒါမှနေကုံစော်ကစားမယ်ပတ်တိတွေမင်းရွက်ကတွေတကွက်ကောင်းတွေတပတ်စာအချုပ်ရကျွန်တော်တခါလေးပြောကြားပေးမှာပါဗီဒီယိုပိုင်လေးကိုစုံနိုင်အောင်ကြည့်live မကောင်းတဲ့နေရာတွေမှာကြည့်ရှုလို့မရတဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကြည့်ရှုပြီးတဲ့အကိုတွေမတွေကလည်းဝင်ပြီးတော့ကဏ္ဍလေးတွေကိုဝင်မှတ်ပြီးဝင်ရေးပေးသွားကြပါဒါမှနောက်လူတွေက comment လေးတွေကြည့်ပြီးကဏ္ဍလေးတွေကိုတွေ့မြင်ရရှိမှာပါเนาะကဲအားလုံးကဏ္ဍလေးပြောကြားပေးပါပဲမနက်ဖြန်တင်းလလာနေအဖွင့်နေမှာစော်ကစားမယ်ပတ်တိနှလုံးသည်ရှစ်နှစ်ပတ်တိပါရှစ်ကြိုက်တော့အကိုရီမလေးဒီရှစ်ကိုပဲနှစ်ကြိုက်တော့အကိုရီမလေးဒီနှစ်ကိုပတ်ပြီးเนาะရှစ်နဲ့ပတ်သက်ပြီးကျွန်တော် main ရွေးကလေးတွေပြောပေးမယ်နှစ်နဲ့ပတ်သက်ပြီး main ရွေးကွက်လေးတွေကျွန်တော်ပြောကြပေးပါမယ်ရှစ်နဲ့ပတ်သက်ရင်မရဖအဖွင့်နဲ့တင်းလလာနေမှာစော်ကစားမယ်ပတ်တိစီရှစ်နှစ်ပတ်တိပြီးရှစ်ကြိုက်သူဒီရှစ်ကိုပတ်နှစ်ကြိုက်သူဒီနှစ်ကိုပတ်ရှစ်နဲ့ပတ်သက်ရင်ရှစ်လေးရှစ်6ရှစ်5ရှစ်3နှစ်နဲ့ပတ်သက်နှစ်လေးနှစ်6နှစ်5နှစ်3အားလုံးမဲ့အကိုရီမတွေမနက်ဖြန်လေးကိုစော်ကစားမှာပါเนาะအကိုကြိုက်ရှင်းတူတဲ့အကိုတွေမှပဲယူစော်ကစားပါကျွန်တော်တဲ့တိတဲ့တဲ့ကျွန်တော်ချက်เนาะတိမင်အတက်တဲ့အကိုတွေမှကြော်သွားပေးပါเนาะဘယ်ကနန်းကိုဘလို့ထိုးရမှမသိအချုံးနေများနေတဲ့အကိုတွေမှအဖွင့်နေမှာအောင်မြင်မှုကိုလိုချင်တဲ့အကိုတွေမှပဲကျွန်တော်ကနန်းကိုယူစော်ကစားပါเนาะအဲ့တော့ကျွန်တော်ဗီဒီယိုဖိုင်ကိုကြည့်ရှုပြီးစုံဝန်းနိုင်အောင်နားထောင်ပြီးတော့ကျွန်တော်ရဲ့ကနန်းလေးကိုကြိုက်နေတဲ့လို့ယူစော်မယ်ယူကစားပြီးရင်လည်းကျွန်တော်ရဲ့အခုဗီဒီယိုဖိုင်လေးကိုဝင်မှတ်ပြီး share တင်ပြုလုပ်ပေး like လက်မလေးနဲ့ကူညီပေးတာအများမြင်အများတွေ့အောင်လို့เนาะကူညီပေးပါနက်ကဲအားလုံးကိုကျွန်တော်ရဲ့ကိုယ်တွေမှကျွန်တော်ရဲ့အမျိုးတွေမဒမတလနေပါသည်ရှင်းနှစ်ပတ်တီးပါเนาะရှင်းနှစ်ပတ်သက်ရင်ရှစ်လေးရှစ်6ရှစ်5ရှစ်3မှာနှစ်နဲ့ပတ်သက်ရင်နှစ်လေးနှစ်6နှစ်5နှစ်3မှာရှစ်ကြိုက်သူဒီရှစ်ကိုပတ်เนาะရှင်းနှစ်ပတ်သက်ပြီး main ရွေးဩကတိ84 86 85 83မှာနှစ်နဲ့ပတ်သက်ပြီး main ရွေးဩကတိနှစ်လေးနှစ်6နှစ်5နှစ်3မှာမနက်ဖြန်နေကုန်ကစားမယ်တကွက်ကောင်းစီ89ပါเนาะကဲကျွန်တော်အကိုတွေကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲတပတ်စာမပြောက်ကနန်းတီ264ပါတပတ်စာမပြောက်ကနန်းတီ264ပါเนาะကဲအားလုံးပဲရာသီဥတုတွေပူပြင်းတဲ့အကိုတွေမတွေအသွားလာအနေထိုင်လေးတွေစင်ကြင်ပါ
ဖြစ်နိုင်အတက်နိုင်ဆုံးနေဘူးတွေကိုမထွက်ကြပါနဲ့ရာသီဥတုအရင်ပူပြင်းပါတယ်နော်အထူးဂရုစိုက်ကြပါကျွန်တော်အကိုရီမရဲ့မနေ့ဖက်မှာကျွန်တော်ပေးတော့ကဏ္ဍနဲ့ပြင်လာပြီးအောင်ပွဲပြလာခံပါမယ်ကဲအောင်မြင်မယ်လို့မလဲကျွန်တော်မျှော်လင့်ပါတယ်နော်ကျွန်တော်ပေးတော့ပတ်တိနှလုံးဒီကြိုက်နှစ်တက်တဲ့အလုံးကိုစော်ကစားကြိုက်နှစ်တက်တဲ့ကျွန်တော်ရွေးထုတ်ပြီးတော့ကဏ္ဍကိုနိုင်တဲ့ကဏ္ဍကိုထိုးနိုင်တဲ့ကဏ္ဍကိုကြိုက်တဲ့ကဏ္ဍကိုရွေးထုတ်ရွေးစော်ကစားပါဒါမှမဟုတ်တော့ကိုကြိုက်တော့ကဏ္ဍတစ်လုံးရှိရင်ကျွန်တော်ပေးတော့ကဏ္ဍနဲ့တွဲစော်တွဲကစားပါနော်အဲ့တော့အကြိုက်ရင်းတူတယ်ဆိုမှယူစော်ကစားပါကျွန်တော်ဒီစေတနာနဲ့တင်ပြရခြင်းဖြစ်ပါတယ်စေတနာကိုတိမှတ်တော့အပြည့်ကျွန်တော်မြေတားရက်ခံခြင်းကတော့ကျွန်တော်ရဲ့အခုဗီဒီယိုဖိုင်အခုဒီ live show လေးကိုကြည့်ရှုပေးရအချိန်မှစရအားလုံးပဲအများမြင်အများတွေ့အောင်လို့ like လက်မလေး like share လေးနဲ့ကူညီပေးသွားကျွန်တော်တင်တဲ့ဗီဒီယိုတွေကိုလည်းအမြဲတွေ့မြင်ရရှိအောင်လို့ကျွန်တော်ရဲ့အကောင့်လေးကို follow လေးအပ်သွားပေးကြပါအားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကောင်းကျိုးလိုအပ်ဆန္ဒတွေပြည့်စုံကြပါစေစီးပွားလက်လက်ပါတွေလည်းနှစ်သက်အခါသမယမှာနှင်ဟောင်းကအခက်အခဲတွေအားလုံးမကင်းပြောက်ပြီးနှစ်သက်မှာပျော်ပျော်ရွှင်ရွှင်နဲ့ပျော်ရွှင်စွာနဲ့စီးပွားရေးလူမှုရေးအစစအရာအားလုံးပြည့်စုံကြပါစေလို့ပြောကြရင်းနဲ့ကျွန်တော်ဒီဗီဒီယိုပိုင်းဒီ live show ကိုအဆုံးသတ်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ